ကျွန်တော်စီကိုအရှိတော်ကအမျိုးသမီးတဦးပေါ်တော့အခုညီတောင်းခံလာပါတယ်ကလေးနှစ်ယောက်နဲ့လမ်းဘေးမှာနေရတယ်ပေါ့နေစရာအခက်အခဲဖြစ်နေတယ်နေစရာလေးကူညီပေးပါဦးပေါ့ကလေးနှစ်ယောက်ကလည်းအခုချိန်ဒီသမီးမစားရနေရှိပြီပေါ့နော်ကလေးရလည်းမိကလေးတွေပေါ့အဲ့နဲ့ကျွန်တော်မေးလိုက်တဲ့အမယောက်ျားသားမရှိဘူးလားယောက်ျားသားသူ့ကိုဆုံးဖြတ်သွားပါတယ်တဲ့အဲ့ဆိုရင်လို့အမကြည့်ရတာလည်းအတက်ကငယ်သေးရဆိုတော့အမဘာလို့အလုပ်မလုပ်တာလဲဆိုသူ့မှာခန္ဓာကိုယ်မှာဈာနာတွေပေါက်နေတာပေါ့နော်သူအဲ့ဒါလေးပြပါနောက်ပြီးသူလေးဖြတ်ထားတယ်ပေါ့အဲ့တော့သူအလုပ်ကိုလည်းပုံမှန်လူလိုတော့မလုပ်နိုင်ဘူးပေါ့အဲ့နဲ့ကျွန်တော်ဒီမစညာဆက်သွယ်လာတော့ကျွန်တော်မဆိုင်မတော့ချက်ချင်းတွားကြည့်လိုက်တယ်ပေါ့နော်မကြည့်လို့လည်းမရဘူးနော်အခုခေတ်ကလူလေးနေတာအဖို့ကျွန်တော် line မှာဘာလို့မှမလူပါဘူးတွားကြည့်ပြီးတဲ့ခါကျတော့တကယ်ဖြစ်စဉ်မှန်နေတဲ့အတွက်ကျွန်တော်မနေ့ကသူတို့လူရှင်တယောက်ရဲ့အခုအနေနဲ့အဆောင်ငှားပေးခဲ့ပါတယ်ပြီးတော့ကလေးတွေစားဖို့အတွက်လည်းဝယ်ကျွေးခဲ့ရပေါ့နော်ကျွန်တော်သူတို့ရှေ့ဆက်ပြီးလည်းကူညီပေးအောင်ပါကျွန်တော်ကလေးက6နှစ်ရှိပြီဆိုတော့အကြောင်းတစ်ခုရရပြီပေါ့နော်အကြောင်းတစ်ခုရဲ့သူယာနာတွေခုပေးဖို့ရဲ့ကျွန်တော်လုံးမှာပါနောက်ပြီးတော့သူတို့ကျွန်တော်လူရှင်တွေရဲ့အလူငွေရခဲ့ရင်တော့အသေးသားစီးပွားရေးလေးတစ်ခုတော့ကျွန်တော်တည်ဆောင်ပေးပါအောင်ဖြစ်မှာပါကျွန်တော်လုံးမှာပါနော်အဲ့ဒါလေးကိုအများသားလူခေါ်နိုင်အောင်လို့တင်ပြလိုက်ပါတယ်သမီးတို့အပြင်မှာအဲ့ဒါချင်းတော်ကြိုက်တယ်ကြိုက်ရတယ်ပါချင်းကြိုက်အခုတော့ကောင်းကောင်းအေးရတယ်နော်မေမေတို့လည်းဝိုင်းလို့ညီနော်ဟုတ်လားဝါဒီညာအေးတယ်ဒီကုန်းသူ့ကိုဒီချက်တောင်းလိုက်တယ်အဲ့ဒီကြောက်ကလည်းမရှိဒီကဘာကိုကျောင်းမှာဆိုတော့နာကတော့မချက်ပါဘူးနော်ဒီကူကတော့ဘယ်ကမှလိုက်တယ်ရန်ကိုက်လို့ဘာဖြစ်တာလဲဒီပါဘူးဒီမလေးသူ့ငယ်ငယ်လေးနဲ့ဘီလန်ငါးလုံးတင်ထားလိုက်ပြီနာရီလေးခိုက်လို့နာရီလေးရှိနာရီလေးမလို့ချင်မှာကိုကြီးသူ့မလေးနဲ့နေဦးတခုလေးရတော့ဝေးဝေးအော်နာရီလျှော့ကြည့်နာရီ그러고 저쪽에 kubate 아니 그게 뭐 तुम्हें सावी ला तुम्हें मसाज दूंगा ये मैं कॉलेज जाने चाहता हूँ वो ना है ना साहब खुली मसाज दूँ सुनो नाစားတယ်အနည်းရှိပြီဆိုတော့ဝယ်လာပြီးတယ်အေးမောင်းလေတော့နေကိုဟုတ်တယ်တကားဒီလိုကောင်းကောင်းပြောနေအဲ့ဒါအလူနဲ့စုံသွားတာအမီနာယူလာဖတ်ပါလားမေကြီးအနောက်တည်းနေတိုင်းတော့တာမှတ်ဒီမနေ့ကမှပလင်းခွေးရှာနောက်မှာဟိုက်ပတ်ပြီးတော့ချက်တော့နေဦးနေရနော်ဦးစားရမပြီးဘူး။ဟာ။ပြားရမပြီးဘူး။ဘယ်လိုလဲ။နိုင်ငံရမပြီးတော့ပေါ့။ကျန်မို့လို့ဒါပဲအိတ်တော်မရှိဘူး။အဲ့ဒါတပင်းနေနေတဲ့အိတ်တွေရော။ပိုက်လာတယ်လို့ပြောလို့ရ။လိုက်ရတော့မှ။ပိုက်လာပြန်ရအောင်။ပိုက်လာဦးလာလေ။ကိုသူပိုက်လာလေ။ဒီကစား။တော့ဒါပဲအိတ်တွေရတော့မဟုတ်ဘူး။ဒီကဒီလိုက်မယ်နော်။ဒီ
ကြည့်ရအောင်ရှင်း ပထမသူနဲ့အဲ့လိုနေသားလေးလောက်တာအဲ့ဒါကြောင့်မလေးမလုံးတာဒီအနာလေးနဲ့ကြာသူနဲ့အဲ့လို အဲ့အနာလေးကမကူတော့ ခုနေတာပေါ့မလေးလုံးမဆုံးဘူးကျဒါပေမဲ့ကိုကြီးကမလေးစားဖို့တောက်ဖို့နဲ့မလေးအေးဖို့လုံးနေတဲ့ခါကျတော့မလေးပြီးတော့မလေးမောင်ကိုပြန်ချလို့အရင်ခကြရမှာဆိုအေးဒီမလေး အေးကဲဆက်လုပ်ပေးမယ်နော်အဲ့ဒီတော့လည်းကျွန်တော်ဆက်လုပ်ပေးမယ်နော်လောလောဆယ်နိုင်တော့ပြည့်ချင်းပေါ့နော်ပြည့်ချင်းလုပ်ပေးမယ်နော်ကလေးတွေကလည်းမိန်းကလေးတွေဆိုတော့လက်ပေးအိပ်ပြီးတော့အဆင်မပြေဘူးလေနော်အဲ့ဒါကြောင့်ကျွန်တော်ညာတွင်းချင်းလာလုပ်ပေးတာပုံမှန်ဆိုကျွန်တော်ချက်ချင်းမလာဘူးနော်နော်အဲ့ညာတွင်းချင်းကလေးတွေကိုတနာလို့တကယ်ပြောတယ်ကျန်တာမဟုတ်ဘူးကလေးတွေဟိုအစာမစားသေးတာနဲ့ညဘက်အပြင်မှာအိပ်နေရတယ်ဆိုရင်နော်ဒါကျွန်တော်ကူညီပေးနိုင်တဲ့ဘိုင်းကတော့ဒီလောက်ပဲပေါ့နော်ကျန်တာတော့အလူရှင်တွေရှိလာတဲ့တော့ကျွန်တော်လူပေးမယ်ကျွန်တော်တို့ပြောရရတယ်ကျွန်တော်နိုင်အောင်ပြောမှဖြစ်တဲ့အတွက်အလူရှင်လာရင်ကျွန်တော်ထပ်ဖို့မယ်နော်ရသမျှဒီချက်မတင်ကျွန်တော်လာလုပ်ပြီးနော် ရပါလေကိုကြီးဒီမလေး ဝေကျွန်တော်တို့တင်နေသူရဲ့ကြီးတွေကလည်းအလူရှင်ရဖို့ပြင်ပြီးတာကျွန်တော်တို့ကမလို့တော့ဒါတွေနော်အလူရှင်ရနေကျွန်တော်လာလုပ်ပေးမယ်နော် အချင်းလေးအောင်လုပ်ပြဖို့ပဲမလေး အကြီးကဒီပြောအရေးကအရေးကြီးရနော်အရေးကအရေးကြီးရနော်အရေးတစ်ခုရှိကျန်တာရှာထားလို့ရအိတ်ဖို့နေရအရေးကြီးရရန်ကုန်မှာကြောတကယ်ခက်တယ်နော်ဒီအိမ်ကိုငါပြီးတာကငါကျူပေးတာပေါ့နော်နှစ်လားသာလူပေးတာကျွန်တော်တို့မမျက်နှိုးဆိုတဲ့ကျွန်တော်တို့အလူရှင်ကငါပေးတာနော်အမတို့တို့နှစ်လားသာပေါ့နော်ကျူပေးတာကျွန်တော်တို့ကလည်းပြောရရင်တကယ်ဟုတ်မဟုတ်လာကြည့်ရတယ်အလူခံတိုင်းကျွန်တော်တို့ကဘယ်လိုမှမကူညီပေးဘူးပေါ့နော်အခုတကယ်လာကြည့်လိုက်တော့တကယ်ဟိုဘာဖြစ်လို့ကူညီတာလဲနော်အဲ့ဒါဟိုမင်းတို့ဒီလာလို့လေဒီလို ကျေးဇူးတင်ပါတယ်မမတို့ကြောက်တာဟုတ်ကဲ့ပါမမအိမ်ကျမတို့နေကြလေးပြည့်တဲ့မမတို့မိသားစုကိုကျမတို့တာပြည်ပြန်နေလမ်းပြောကြောပါတယ်နောက်ပြီးတော့အကိုကြီးနဲ့အခုညီပေးတဲ့အလူကြီးအမကိုလည်းဟိုဟာဒီတက်ပို့ပြီးတော့ဒီအမကြီးနေလို့တာမျိုးနေကြလေးပြည့်တဲ့အတွက်ဒီတက်ပို့ပြီးတော့ပေးနိုင်ကမ်းနိုင်ရဲ့မိသားစုဖြစ်ပါသေးလို့လည်းတောင်းပါ အဲ့ချင်မကိုက်တော့လားဟဲ့အဲ့လိုရတယ် အဲ့တော့လည်း ချင်မကိုက်တော့နော်